ဂျပန်နိုင်ငံကိုလာပြီးတော့အလုပ်လုပ်စားတဲ့သူတွေရှိတယ်လို့မျိုးကြောင်းတက်စားလို့လည်းရတယ်ဆိုတဲ့ဟာကိုမသိတဲ့သူတွေများမယ်လို့ထင်ပါတယ်အဲ့တော့ဂျပန်မှာကြောင်းတက်စားတယ်ဆိုတာဘာကိုပြောတာလို့ထင်လဲဒီဗီဒီယိုထဲမှာကျွန်တော်ဂျပန်မှာကြောင်းတက်စားတဲ့အကြောင်းကိုပြောပြပါမယ်ကြောင်းတက်နေရင်းနဲ့ကိုယ့်ရဲ့ဒီနေထိုင်မှုစားဝတ်နေရေးကိုဖြည့်ရှင်းတဲ့ကိစ္စကိုပြောတာပါအဲ့တော့ဂျပန်မှာကိုသာတကယ်အရေးချင်းရှိပြီးတော့မှကိုသာတကယ်စားလို့ရတာဝါသနာပါတယ်ဆိုရင်ဂျပန်နိုင်ငံမှာကျောင်းကောင်းကောင်းတက်စားလို့ရပါတယ်အဲ့တော့ဘယ်သူကကျောင်းတက်စားတာရှိလဲဆိုတော့ကျွန်တော်ကကျောင်းတက်စားပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဥပမာပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျောင်းတက်စားတယ်လို့ပြောတာလဲကျောင်းတက်တာကကိုတယောက်စာဝင်ငွေနဲ့နေ့စဉ်စားဖို့စားဝတ်နေရေးကိုဖြည့်ရှင်းဖို့အတွက်လုံလောက်တဲ့ပတ်စံလေးရနိုင်တယ်ပြီးတော့နောက်တစ်ခုကသူတို့နိုင်ငံမှာရှိတဲ့တကယ်အဆင့်မြင့်တဲ့ပညာရက်တွေလည်းသင်ယူနိုင်တယ်အဲ့တော့ပညာသင်ပြီးသွားပြီဆိုရင်လည်းဒီတိုင်းမဟုတ်ဘွဲရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကျောင်းတက်စားတယ်ဆိုရင်ကျွန်တော်ကဂျပန်မှာဒီတက္ကသိုလ်ပေါ့နော်တက္ကသိုလ် undergraduate တနင်္ဂနွေဂျပန်မှာတက်တယ်ဂျပန်မှာ4နှစ်တက်တယ်ပြီးတော့အခုလက်ရှိလဲ master တက်နေတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံကနေဆိုရင်တက္ကသိုလ်တက်တုန်းက4နှစ်စလုံး scholarship ရတယ်ကျောင်းလာခလုံးဝပေးစရာမလိုဘူးလုံးဝဆိုတဲ့နေရာမှာအနှဲငယ်ဒီကျောင်းဝင်ကြီးတို့ဘာလို့10,000 15,000လောက်ပေးခဲ့ရတာမျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျောင်းလာခတစ်နှစ်လုံးစာပေးခဲ့ရတယ်ဆိုတာမျိုးကဘယ်တော့မှမရှိခဲ့ဘူးအဲ့ဒါက4နှစ်ပြီးတော့ထပ်ပြီးတော့လစဉ်လာတိုင်းကိုတော့ဒီကျောင်းဖက်ကပေးတဲ့ကျောင်းဖက်ကမဟုတ်ဒီscholarship organizations တွေကပေးတယ်လစဉ်လာတိုင်းပေးတဲ့ပတ်စံရတယ်ပေါ့နော်ကျောင်းတက်တုံးကဆိုရင်10,000လောက်ရတယ်ပြီးတော့အချိန်ပိုင်းလောက်ကအဲ့တုန်းကလုပ်တယ်ပေါ့နော်မလုပ်ဘူးဆိုရင်လည်းတကယ်တမ်းကျောင်းသားတယောက်အနေနဲ့က10,000ဆိုတာချွေတာပြီးတော့သုံးမယ်ကျောင်းဆောင်မှာနေတယ်ဆိုရင်လည်းလုံလောက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့တုန်းကအချိန်ပိုင်းလုပ်တဲ့အတွက်ကြောင့်မလို့အချိန်ပိုင်းလောက်ကနေဆိုရင်တစ်လကိုရန်15,000လောက်ဝင်ငွေရှိတယ်အဲ့တော့အဲ့နှစ်ခုပေါင်းနေဆိုရင်ကိုတစ်လမှာရန်25,000လောက်အသက်တင်ကိုစီမှာဝင်ငွေရှိနေပြီပေါ့နော်25,000ဆိုတာကကုမ္ပဏီမှာ full time အချိန်ပြည့်အလုပ်လုပ်ရတဲ့သူပေါ့နော်ဆိုရင်လည်းပဲအဲ့လောက်လာစားရတဲ့သူတွေအများကြီးပဲဆိုတော့သူတို့နဲ့ရှင်နိုင်တဲ့လာစားရတယ်ပေါ့နော်နောက်တစ်ဆင့်ကကျတော့ဘာလို့တလဲဆိုတော့အခုဂျပန်မှာ master တက်နေပါတယ် master တက်တော့လည်းထပ်ပြီးတော့ scholarship ရတယ် scholarship ရတာကကျောင်းလာခ scholarship လည်းရတယ်လို့မျိုးနောက်ထပ်လစဉ်လာတိုင်းကိုယ့်ရဲ့အသုံးစရိတ်သုံးဖို့နေဖို့ထိုင်ဖို့ကိုလည်းရတယ်ပေါ့နော် master ဖြစ်သွားတဲ့အတွက်ကြောင့်နည်းနည်းအစ်စ်ပုံမြင့်သွားပြီဆိုတော့တစ်လကိုရန်15,000ရတယ်တကယ်တမ်းပြောရင်ဒါကျွန်တော်ရတဲ့ scholarship ဒီအလေလက်ထဲမှာပဲရှိတယ်ပေါ့နော်ဒီချက်ပို့ပြီးတော့များတဲ့ဟာဆိုရင်တစ်လကို18,000လောက်ရတယ်အဲ့တော့15,000ကမြန်မာငွေနဲ့တွက်ကြည့်လိုက်ရင်ဘယ်လောက်လဲလို့ပြောရမယ်ဆိုရင်မြန်မာငွေအခုလက်ရှိပေါ့နော်30ဈေးနဲ့တွက်မယ်ဆိုရင်တစ်လကို45 သိန်းပေါ့နော်ဒါပေမဲ့ဂျပန်မှာနေစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုမြန်မာငွေနဲ့တွက်ပြီးများတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ရန်15,000ဆိုတာကပုံမှန်နေတယ်စားတယ်ဆိုရင်တေချာပေါက်ကိုယ့်ရဲ့နေစရိတ်ကောစားစရိတ်ကောကာမိနိုင်တယ်အဲ့တော့ဂျပန်မှာလာပြီးတော့နေဖို့ဆိုတာကအလုံးလုံးမဟုတ်ဘူးပေါ့နော်ကျောင်းတက်စားနေတဲ့ကိုကတကယ်ဒီ research လုပ်ရတာစာလုပ်ရတာတက္ကသိုလ်တက်ရတာတကယ်ကိုစိတ်ပါတယ်တက်ချင်နေဆိုရင်အလုံးမလုံးဖဲနဲ့လေပုံမှန်နေလို့စားလို့ရတဲ့ level တခုဒီလုံးဝရှိတယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့တာတာကျတော့ကျောင်းချိန်ရလွယ်တယ်ဆိုရင်ကျန်တဲ့ချိန်ကိုပိုင်ချိန်ဖြစ်တယ်ကိုကြိုက်တယ်လို့သုံးလို့ရတယ်ပြီးတော့ဘွဲလေးရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့ဒါကြောင့်မလို့အခုအထူးသဖြင့်ဒီဗီဒီယိုမှာပြောချင်တာကကြတော့ဒီ language school ပြီးသွားလို့ college တက်ရမလားဒါမှမဟုတ်ဘူးuniversity တက်ရမလားစိတ်ကူးနေတဲ့မောင်လေးညီမလေးတွေဆိုရင်တော့ကျွန်တော်ကအကြောင်းတက်စားပါလို့ပဲပြောချင်တယ်အကြောင်းတက်စားရဲဆိုတာ college မှာတက်စားလို့မရဘူးပေါ့နော် college ဆိုတဲ့အမျိုးကကြတော့ scholarship နည်းတယ်ဒီ university ပေါ့နော် university ထဲမှာတော့မှတကယ်အဆင့်တန်း level တစ်ခုရှိတဲ့ university မဟုတ်ဘူးဆိုရင်တော့ scholarship ကခက်လိမ့်မယ်လို့ထင်တယ်တကယ်ကောင်းတဲ့ university ဆိုရင်တော့ကိုရဲ့ scholarship အခွင့်အရေးတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့နောက်ဆုံးအဆုံးစွန်ဆုံးအချိန်ပိုင်းအလုပ်တစ်ခုမှမလုပ်ဘူးဆိုရင်တော့မှကိုရဲ့နေစရိတ်နဲ့စားစရိတ်ကလုံးဝပူစရာမလိုဘူးတကယ်လို့အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုရင်ကိုရဲ့မိသားစုတော်မှာအတိုင်းအတာတစ်ခုထိပြန်ပြီးတော့ထောက်ပံ့နိုင်တဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဂျပန်မှာဒီတကယ် level မြင့်တဲ့တက္ကသိုလ်
တွေကိုတက်နိုင်အောင်လုပ်ပြီးတော့မှသူတို့ပေးတဲ့ပတ်စံနဲ့ငချင်းစီနဲ့ငချင်းကြော်ဖို့အတွက်ဒီဗီဒီယိုထဲကနေပြီးတော့တိုက်တွန်းချင်ပါတယ်level မမြင့်တဲ့အကြောင်းနေဒါမှမဟုတ်ဘူးဆိုရင်လေဥပမာ college ပေါ့နော် college ကမမြင့်ဘူးလို့ပြောတာမဟုတ်ဘူးသို့ပေမဲ့ college ဆိုတာ scholarship ရဖို့အတွက်အင်မတန်ခက်ပါတယ်အင်မတန်လည်းနည်းတယ်ပေါ့နော်အခွင့်အရေးကဆိုတော့ college တွေဘာတွေတက်တယ်ဆိုရင်တော့ဒီကျောင်းလာခတွေကပတ်စံပေးရတာများတဲ့အတွက်ကြောင့်မလို့အချိန်ပိုင်းလုပ်တွေအသေးလုပ်ဒါမှမဟုတ်မိဘချမ်းသာရင်တော့ကိစ္စမရှိမိဘမထောက်ပံ့နိုင်ရင်အချိန်ပိုင်းလုပ်တွေအများကြီးလုပ်ပြီးတော့မှဒီ college ပြီးအောင်လို့အရန်စူးစမ်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ university မှာscholarship ရထားတဲ့ကျောင်းသားတစ်ယောက်ရဲ့ဒီ lifestyle နဲ့ကလုံးဝမတူနိုင်ဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာအားလုံးပြောချင်တာကတော့ဂျပန်မှာကျောင်းတက်စားပါငချင်းစီနဲ့ငချင်းကြော်ပါသူတို့နိုင်ငံကပေးတဲ့ပတ်စံကိုရအောင်ယူပြီးတော့မှအဲ့ဒီပတ်စံနဲ့နေထိုင်စားတောက်ရင်သူတို့နိုင်ငံကပေးတဲ့ဘွဲကိုလည်းယူပါအဲ့ဒါဆိုရင်တော့နောက်ပိုင်းကိုဂျပန်မှာပြန်အလုပ်လုပ်ချင်နေဆိုရင်တော့မှတကယ်ကုမ္ပဏီအကြီးတွေကောင်းတဲ့လစာကောင်းတဲ့အလုပ်တွေမှာလုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲဒီဗီဒီယိုထဲကနေတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်